အားလုံးပဲမင်္ဂလာပါဗျာ January 9ရက်နေ့ဗမာနောက်ဆုံးသတင်းတွေနဲ့ဒီဆက်ဆွေးနွေးကြအောင်ပါဒီတစ်ခါကတော့ America Indiana ပြည်နယ်မှာမြန်မာတွေကို Trump အစိုးရကဖန်ထားတဲ့စည်ရင်းတွေကိုထွက်ပေါ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီစည်ရင်းတွေကိုကျွန်တော်တို့ကြည့်ပြီးမှတိုင်ပြီးဆွေးနွေးကြအောင်ပါဆိုတော့နှစ်တစ်နဲ့နှစ်ဟောင်းနဲ့ဖန်ထားတဲ့မြန်မာလူကလည်းတော်တော်လေးများလာပြီမနေတော့ဘူးဆိုတော့ဒီဖန်ထားတဲ့မြန်မာပြည်သားတွေကဘယ်နေရာမှာပုမှာလဲစသဖြင့်တွေတင်းတွေကျွန်တော်တို့ဖတ်ကြတည်နေကြဖြစ်နေတယ်ပေါ့ဒီတစ်ခါကတော့ဒီလူတွေကိုဘယ်နေရာပြန်ပုမှာလဲဘာညာတော့မသိသေးဘူးဒါပေမဲ့လွန်ခဲ့တဲ့တစ်ပတ်တုန်းကဒမိုနီကာတို့နဲ့အမေရိကဂျာတွေကနဲ့အဲ့လိုမျိုးတဘိုးတူညီချက်တွေလောက်တာမျိုးပေါ့နော်သူတို့ဖန်ထားတဲ့လူတွေ asylum seeker သမားတွေဖန်ထားတဲ့လူတွေကိုတခြားနေရာမှာပုမယ်ဆိုမှပြောထားတဲ့လူတွေဖြစ်နေတယ်ဆိုတော့မြန်မာနိုင်ငံကိုပုအရင်တုန်းကလည်း Trump အစိုးရကဒီရဇဝင့်ကောင်တွေကိုဖန်ထားတဲ့လူတွေကိုမိခင်နိုင်ငံပြန်ပုမယ်ဆိုမှကြေညာထားတာရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံသားကဘယ်နေရောက်မိခင်နိုင်ငံမှာအပုခံခဲ့ရပြီဆိုကျွန်တော်တို့မသိသေးဘူးဆိုတော့ကျွန်တော်တို့ဓာတ်ပုံလေးတွေကိုပြမယ်ဓာတ်ပုံလေးတွေကိုပြပြီးနောက်ပိုင်းမှာပဲကျွန်တော်အသေးစိတ်ဆွေးနွေးကြည့်အောင်ပါတစ်ချက်လောက်ဆိုတော့မဆွေးနွေးခင်လေးမှာဒီဖြစ်ရက်လေးကိုကျွန်တော်အရင်ဆုံးပြောပြစေဆိုအင်ဒီယာနာပြည်နယ်မှာကျွန်တော်တို့မြန်မာနိုင်ငံသားအပြည့်ပဲအင်ဒီယာနာပြည်နယ်မှာအခုကျွန်တော်ပြတဲ့ပုံတွေကအင်ဒီယာနာပြည်နယ်เนาะတခြားပြည်နယ်လုံးဝမရောထွေးစေနဲ့အလုံးဝအင်ဒီယာနာပြည်နယ်တက်ကိုပဲကျွန်တော်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီတပ်ပုံတွေဆိုတာကလည်းအင်ဒီယာနာပြည်နယ်ရဲ့တရားဝင်လူမှုကွန်ဂရက်ဆာမစ်နာမှာတင်ဆက်ထားပါတယ်တော့ဖော်ပြထားပါတယ်ပေါ့နော်ဆိုတော့အကုန်လုံး official ဖြစ်တယ်ပေါ့ဗျာဆိုတော့အဲ့ဒီ switch သူတို့ဖန်ထားတဲ့ switch တင်ထားတဲ့ပြစ်မှုမှာတချို့လူတွေကအင်ဒွင်းဖောက်မှုရေပိုင်းနဲ့ကျူးလွန်မှုရေမွေးစေဝါနဲ့ပတ်သက်မှုရေဆိုတော့အမှုလွန်ကားမောမှုရေအစသဖြင့်ပေါင်းများစွာပါတယ်အားကြောင့်ကျွန်တော်ပြောရမယ်အမေရိကန်မှာနေပြီးရက်တောက်ပြီးမှလေလူပါဝမနေနဲ့မင်းတို့အမှုလွန်ကားမောမှုနဲ့ပါမင်းတို့နော်ဒီကဘာလုံးကတည်လို့ရတယ်တို့ကြနေခင်ဗျားတို့ကို US ကမိခင်နိုင်ငံပြန်ပို့နိုင်ချေရှိတယ်ဆိုအချိန်ပေါင်းများစွာကျွန်တော်ပြောပြခဲ့ရတယ်ပေါ့ဆိုတော့တရားဆွေးဆူအထင်သင်ခံရတဲ့သူတွေဖြစ်ခဲ့တယ်အခုလို့စီတော့ပေါ့တရားရုံးကပြစ်မှုထင်ရှားတယ်ဆိုပြီးမှစီရင်ချက်မထားခြင်းမရှိသေးပါဘူးအဲ့ဒါလေးကိုသိစေချင်တယ်တရားဆွေးပြီးမှဆွေးဆူပြီးမှထင်သင်ခံထားတဲ့လူတွေဖြစ်ပါတယ်အမေရိကကဒီလူတွေကတော့လုံးဝအပြစ်ရှိနေပါပြီထောင်ချတော့မယ်ပုတော့မယ်ဆိုတဲ့စည်းရင်းတွေမှာတော့မပါသေးဘူးအဲ့ဒါကိုကျေးဇူးပြုပြီးတော့မရိုးထွေးပါနဲ့အဲ့ပေါ့နော်ဟိုအရင်တုန်းကသတင်းတွေနဲ့မတူဘူးပေါ့ဆိုတော့ဒီလူတွေကိုတကယ်လို့မြတ်ပြစ်မှုကျူးလွန်တယ်လို့ဒီတရားရုံးကလက်ခံတတ်မှတ်နေမယ်ပေါ့နော်ဆိုရင်တော့တမျိုးပေါ့သူတို့ရဲ့အမှုသူတို့လိုက်ရဥပဒေအရလုံးမှာပဲပေါ့ဆိုတော့ဒါလေးကိုတော့ကျွန်တော်တိထားဆက်ရှင်တယ်ဆိုတော့ဒါဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ဒီဥစ္စာလေးကိုကြည့်အောင်ဟုတ်လားဟုတ်လားအဲ့မှာကျွန်တော်တို့အတိုင်းသားပေါင်းစုံလေးပါနေတယ်ပေါ့ခက်တာတခုအတိုင်းသားပေါင်းစုံပါနေတယ် alright ဒါကလူတယောက်ဆိုတော့ဒါကလည်းလုံးဝဒီအင်ဂျင်နာရဲ့တရားဝင်ထုတ်ထားတဲ့စည်းရင်းတွေမှာပါနေတယ်ပေါ့နော်ကဲဒါကတော့သူကဒီနေရာမှာတော့အမှုတွေမရေးထားဘူး charge ကတည်းကရှိတယ်ဒါက mug shot ဖြစ်နေတယ်ပေါ့နော်ဟိုအမှုရေးထားတာကျွန်တော်တို့ကြည့်အောင်ပေါ့ so ဆိုတော့ဒုကတော့ဘာမှုလဲဆိုတော့သူဒီနေရာမှာအမှုမပါဘူးကွာ invasion of privacy အဲ့လောက်လေးမှာအောက်လေးမှာတွေ့လား status description invasion of privacy ပေါ့နော်ဒီ privacy ကိုကျူးကျော်တဲ့အမှုနဲ့ပဲဖမ်းရတာပေါ့ဆိုတော့ invasion of privacy ဆိုတာဘာလို့ဖြစ်မှာလဲပိုင်းနဲ့ကျူးလွန်မှုလားဘာညာပေါ့ဗျာအမျိုးမျိုးဖြစ်မှာပေါ့ဆိုတော့ privacy ကျူးကျော်မှုနဲ့လုပ်ထားတယ်ဆိုတော့သူကအသက်40နှစ်ရှိတယ်သူ့နာမည်ကမန်လျန်လို့ခေါ်တယ်မန်လျန်ဆိုတာကျွန်တော်တို့ချင်းနဲ့တူပါတယ်ပေါ့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါကလုံးဝဖုံးကွယ်လို့မရတဲ့ကိစ္စပါဆိုတော့အင်ဒီနာမှာဆိုကျွန်တော်တို့မြန်မာနိုင်ငံသားအင်ဒီနာပြည်နယ်မှာမြန်မာနိုင်ငံသားတွေပြည်ပဲအများဆုံးချင်းနဲ့ကချင်နဲ့တိုင်းသားတွေအများကြီးရှိနေတယ်ကချင်တော့ရှိလာတော့မသိဘူးတိုင်းသားတွေအများကြီးရှိတယ်ပေါ့ဆိုတော့သူကလည်းသူက mint သေးနော်သူလည်း mint သေးဖြစ်နေတယ်အသက်က56နဲ့ဖြစ်တယ်ဆိုတော့သူလေးပါနေတယ်သူရဲ့တရားဆွဆွေးမှုကပါလဲဆိုတော့ operating while intoxicated ပေါ့နော်အဲ့ဒါဆိုတော့
ဆိုတော့ဒီမူရစ်မှုနဲ့ပတ်သက်နေတဲ့အမှုနဲ့ဖမ်းထားတဲ့သူကလေဒါသူ့ရဲ့ status နောက်မှာ charge တွေကများတယ်ပေါ့မရှိဒါကလည်းတရားဆွေးဆူထားတဲ့ထိမ့်သိမ်းခံထားရတဲ့လူတရားဥပဒေကတော့အပြစ်ရှိပါကြောင်းဆိုပြီးမှတော့ဘာမှတော့အတီးပြုတ်ဆုံးဖြတ်ချက်တာလို့တာမဟုတ်သေးဘူးပေါ့နော်နောက်ထပ်သူကလည်း June night ခေါ်တယ်သူလည်းမြန်မာနိုင်ငံသားလို့ထင်နေတဲ့လူတွေမှာပါနေတယ်ပေါ့နော် June night ဆိုတာဘယ်ကလူတွေတော့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာလည်းဒီမွတ်စလင်လူဟင်ဂျာတွေအများကြီးရှိခဲ့တယ်ကွာတော့ US မှာရောက်တဲ့လူတွေဆိုမြန်မာအစ္စလာမ်ဖြစ်မှာပေါ့နော်ဆိုတော့သူကအသက်30နှစ်ဖြစ်တယ်ဆိုတော့သူ့ရဲ့ပြမှုကတော့ resisting law enforcement resisting law enforcement ပေါ့နော်ဒီတရားဥပဒေချိုးဖောက်မှုတယ်ပေါ့နော်သူက resist လုပ်တယ်ခုခံတယ်ပေါ့နော်အဲ့ဒါထွက်ပြီးသွားတယ်ပေါ့ရေတွေကဖမ်းဖို့လို့တဲ့အချိန်မှာသူထွက်ပြီးသွားတယ်ပြန်ဖမ်းရတယ်ပေါ့နော်အဲ့ဒါကြောင့်ဥပဒေကိုတွားပြီးမှ resist မလုပ်နဲ့ပေါ့အမေရိကမှာတော့မရဘူးအဲ့ဒါကလည်းအမျိုးသမီးဖြစ်နေတယ်သူကထပ် win တဲ့အမျိုးသမီးပေါ့နော်ထပ် win ဖြစ်နေတယ်တိုင်းသားလားမြန်မာလားပမာလားတော့မသိဘူးပေါ့အသက်25ဖြစ်နေတယ်သူ့ရဲ့သူကတခြားသောတရားစီရင်မှုတွေနဲ့လည်းရင်ဆိုင်ရသေးတယ်ပေါ့နော်ဆိုတော့ okay ဒါကလည်းမြန်မာနိုင်ငံတရားထဲမှာဖန်ခါတာဒါနှစ်တစ်မှာဖန်ထားတယ်2026မှာဖန်ထားတဲ့လူတွေနော်ဆိုတော့ဒါကလည်းဗာသူ့နာမည်ကမှာလဲဆိုတော့ချက်လောက်နော်ဒါကတော့သူလည်းလူပဲတရားဥပဒေ law enforcement ကိုတော့အခုခံတယ်ပေါ့နော်လုံးဝအဖမ်းမခံမှုပေါ့နော်အဲ့လိုမျိုးယုံထွက်တယ်ဆိုတော့သူက Rama တဲ့ Rama ဆိုတာမီဇိုချင်းနဲ့တူတယ်ပေါ့နော်ကျွန်တော်အဲ့ဒါခက်မှန်းကြည့်တာပါ Rama တဲ့သူ့နာမည်ကအသက်က33သူကဘယ်သူလဲဆိုတော့ဂျိုဒင်ဒါလည်းတေချာတယ်မြန်မာဖြစ်မှာပဲပေါ့နော်ဆိုတော့ဂျိုဒင်ဖြစ်တယ်ဒါပေမဲ့ဒီတစ်ခါတော့ဒီအမှုတွေကအဲ့လောက်အထိမကြီးပါဘူးဒီအမှုတွေကမကြီးပါဘူးပေါ့နော်ဒါပေမဲ့အသက်က40နှစ်ဖြစ်တယ်ဟိုရင်တော့ကအမှုတွေကအတော်တော်လေးကြီးတယ်လူတက်မှုတွေပါငါဖြစ်နေတယ်ဆိုတော့ဒါကတော့ဗာလဲစောသေးပေါ့နော်အသက်30ဖြစ်နေတယ်ဒါကကြီးနဲ့တူတယ်ပေါ့နော်ကကြီးနဲ့ကျွန်တော်တိုင်းသားတွေအပြည့်ပဲပေါ့နော်ဆိုတော့ဒါက JBR ပေါ့နော် JBR ဆိုတော့မြန်မာအစ္စလာမ်နဲ့တူတယ်ပေါ့နော်ဆိုတော့အသက်က29ပဲရှိတယ်ဆိုတော့ဒါကအောင်လွင်းကအသက်39ပဲရှိတယ်အောင်လွင်းဆိုတော့ပမာလာတိုင်းသားလာတော့မသိဘူးပေါ့နော်ဆိုတော့အများသောအဖြစ်တော့မူရစင်မှုတို့ရက်တောက်မှုတို့နဲ့ပုံများပါတယ်ဆိုတော့ဒါကကကြီးပေါ့အသက်30နှစ်ဆိုတော့ဒါကနေစေဆိုတော့ချင်းလာကကြီးလာမသိဘူးပေါ့နေကကြီးဖြစ်နေကကြီးနဲ့တူပါတယ်နေစေဆိုတာဆိုတော့အသက်30ပေါ့ဒါကတော့ဟာဆန်တဲ့မြန်မာအစ္စလာမ်ပေါ့ဗျာအသက်29ဒါကတော့ဟန်နက်ဆိုတော့အသက်53ဆိုတော့မြန်မာအစ္စလာမ်ဖြစ်မှာပါတော့ရိုဟင်ဂျာဖက်လာပါမသိဘူးတော့ဆိုတော့ဒါကဆူဟိုင်းဖြစ်နေတယ်အသက်30ပေါ့ဆိုတော့ဒါကအာလီဘင်ဖြစ်နေတယ်အာလီဘင်ကလည်းအသက်43ဖြစ်နေတယ်မြန်မာမွတ်စလင်တွေတူပါတယ်ပေါ့နော်ဆိုတော့ဒီကလည်း Esksan ဆိုတော့ဘာလဲတော့မသိဘူးနော် alright ဆိုတော့ဒါက peace in 26ပေါ့နော်သူကလည်းဒီမှာဒီတခြားကားခုမှုနဲ့တူပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်ကဲဆိုအခုဒီတစ်ခါကတော့เนาะဒီနှစ်တစ်မှာဖမ်းထားတဲ့လူတွေပါဆိုတော့သူတို့ရဲ့အမှုကတော့ဟိုအရင်တုန်းကအမှုနဲ့လုံးဝမတူဘူးเนาะဒီလူတွေကတရားရုံးကအပြစ်ရှိတယ်ဆိုပြီးမှလုံးဝဆုံးဖြတ်ပြီးသားလည်းမဟုတ်ဘူးအပြစ်ချပြီးသားလည်းမဟုတ်သေးဘူးဆိုတော့နှစ်တစ်မှာဖမ်းထားတဲ့မြန်မာနိုင်ငံသားတွေကိုအဲ့ဒီတရားဝင်ဒီလူမှုကွန်ဂရက်မှာဖော်ပြထားပါတယ်အရင်တုန်းကဖမ်းထားတာနဲ့မတူဘူးအရင်တုန်းကဖမ်းထားတာကဒီဥစ္စာကျွန်တော်ပြမယ်โอเคအရင်တုန်းကဖမ်းထားတာဒီအခုနကနှစ်တစ်ကဖမ်းထားတာတော့ဆိုဒီနှစ်ဟောင်းတုန်းက2025တုန်းကဖမ်းထားတဲ့လူတွေကဒီလူတွေနဲ့လုံးဝမတူဘူး
ဒီလူဝင်ကတော့အမေရိကကအဆူဆုံးမှာအဆူဆုံးလူဝင်ဆိုပြီးမှချပြတာတဲ့တပ်ပုံတွေဖြစ်နေတယ်မတူဘူးတော့မရောကြနဲ့အဲ့ဒါရောတယ်ဆိုတော့အမှုချင်းချင်းတော့ဟိုဖြစ်ပေမဲ့မတူကြဘူးပေါ့ဗျာခုနခုနကျွန်တော်ပြတဲ့ပုံတွေတော်တော်များများကတော့ဒီအမှုကအသေးပါတယ်အဲ့လောက်အထိမကြီးဘူးပေါ့ဗျာကျွန်တော်ခြေခံအဖြစ်ပြောရမယ်ဆိုတော့မူရေးစေဝါနဲ့တခြား minor လေးတွေဖြစ်တယ်ဒီမူရင်းနဲ့ကားမောင်းရင်းနဲ့လိုမျိုး privacy ကိုကျူးကျော်တာမျိုးအဲ့လိုမျိုးလောက်ပဲရှိတယ်ဒါပေမဲ့ဒီနေရာမှာတော့အမေရိကကအဆူဆုံးမှအဆူဆုံးတမားတွေဆိုပြီးမှဖော်ပြထားတဲ့လူတွေဖြစ်နေတယ်သူတို့ရဲ့ case ကတော့လူတက်မှုများနေတယ်လင်ပိုင်းဆိုင်ရာစိုးကားမှုများနေတယ်ကလေးကိုအသက်မပြီးသေးတဲ့ကလေးကိုလင်ပိုင်းဆိုင်ရာလောက်တာမျိုးဘူးများနေတယ်ဒါတွေအားလုံးကဟို2025တုန်းကဖန်ထားတဲ့မြန်မာနိုင်ငံတောင်းတွေဖြစ်တယ်1 2 3 4 5 6ပေါ့နော်ပြီးတော့6ခွန်ရှေ910ပေါ့နော်ဒီ7 7 3 4 5 16ဆိုဒီအမျိုးသမီးကလည်းမြန်မာပဲသူကလည်းလူတက်မှုနဲ့ဖန်ခံခဲ့ရတယ်ပေါ့ homicide နဲ့ပေါ့နော်16စကွန်စကွန်နဲ့စင်လာ alright ပတ်နှစ်ဆိုတော့ခုနအရင်တော့ကပြထားတဲ့ဥစ္စာဆိုတော့ကဲဒါဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ဒီနေရာမှာပေါ့နော်ဆိုတော့အဲ့ဒီမှာမြန်မာနိုင်ငံသားချင်းကအမေရိကကဖန်ထားတော်လဲပဲတချို့မြန်မာနိုင်ငံသားတွေကတော့အပုမခံပါဘူးအဲ့ဒီအမေရိကမှာပဲတရားစီရင်တယ်အဲ့ဒီအမေရိကမှာပဲဒီတိုင်းတာမန်ယူထောင်ကြတယ်ဒါပေမဲ့တချို့မြန်မာနိုင်ငံသားတွေကမြန်မာပြည်မှာအပုခံတဲ့လူလည်းရှိတယ်မြန်မာပြည်မှာအပုမခံရင်တော့မှတခြားနေရာမှာအပုခံတဲ့လူတွေရှိတယ်အဲ့ဒါကိုတော့မရိုးထွေးစေချင်ဘူးတော့ဆိုတော့လွန်ခဲ့တဲ့တစ်ပတ်ကအမေရိကကဒမိုနီကာနဲ့လေစာချုပ်စုထားတယ်တဘိုးတူစာချုပ်စုထားတယ်အဲ့ဒါကအမေရိကမှာရှိနေတဲ့ asylum seeker သမားတွေအထူးသဖြင့် Jesuit ကျူးလူတဲ့လူတွေတကယ်လူစုတွေပေါ့အမှုကြီးတဲ့လူတွေကိုdirect မိခင်နိုင်ငံမှာပူရင်တော့မှအဲ့ဒီ Dominica မှာပူမယ် Dominica မှာပူမယ်ပြီးတော့ဂျန်တဲ့နိုင်ငံတစ်ခုပါသေးတယ်အဲ့ဒါနဲ့လည်းတဘိုးတူတယ်ပေါ့နော်နိုင်ငံနဲ့တဘိုးတူတယ်ဆိုအမေရိကကဒီ asylum seeker ဒုက္ခတွေခုလုံးခုတောင်းတဲ့လူတွေကိုရာဇဝတ်ကျူးလွန်တဲ့လူတွေကိုဖမ်းပြီးမှအဲ့ဒီနေရာမှာပူမယ်ရာကလုံခဲ့တဲ့ကျွန်တော်တို့တပတ်တုန်းကလည်းတင်ဆက်ဆွေးနွေးခဲ့ပြီးကြည့်ရှုသူကကျွန်တော် YouTube ကိုကြည့်ရှုတဲ့လူတွေကောင်းကောင်းလေးနားလည်တော့မှာဖြစ်ပါတယ်ဆိုဒီတစ်ခါဒီ asylum seeker တွေကိုအမေရိကကဘယ်နေရာမှာပူတာလဲပေါ့ပူတဲ့နေရာမှာ Guatemala မှာပူနေတယ် Honduras မှာပူနေတယ်ပြီးတော့ El Salvador မှာပူနေတယ်ပြီးတော့ Mexico မှာပူနေတယ်ပြီးတော့ Haiti မှာပူနေတယ်အဲ့ဒီတော့ကကျွန်တော်တို့မြန်မာနိုင်ငံသားကို Haiti လားHonduras လားပူခံခဲ့ရတယ်မြန်မာနိုင်ငံသားတချို့ပြီနော်မြန်မာနိုင်ငံကိုမပူပေးနဲ့အဲ့ဒီသူများနိုင်ငံမှာ Haiti လား Honduras အတိအကျတော့မသိဘူးအဲ့ဒီနေရာမှာပူခံခဲ့ရတယ်ဆိုအဲ့ဒီမြန်မာနိုင်ငံသားအဆူဆုံးတွေကအဆူဆုံးတဲ့လူတွေကိုမြန်မာနိုင်ငံမှာအပုမခံရင်တော့မှသူတို့ကတခြားနေရာမှာအပုခံနိုင်ချေရှိတယ်ပေါ့ဆိုဒီအခုကျွန်တော်ပြောပြတဲ့နိုင်ငံတွေမှာအမေရိကကပဲပူထားတယ် Mexico ကတော့ remain in Mexico policy ကိုသူတို့ကလုပ်နေတယ်ဆိုတော့အမေရိကနဲ့ Mexico နဲ့ဆက်ကဝင်လာတဲ့လူတွေကိုဒီ asylum seeker ရှောက်ကြတာကိုဆိုအမေရိကမှာဝင်ခွင့်မပေးတော့ဘူးအမေရိကမှာဝင်ခွင့်မပေးတော့ဘူးအဲ့ဒီ Mexico မှာပဲ remain ဖြစ်နေတယ် Mexico မှာပဲဆက်ရှိနေမယ် Mexico ဖက်မှာပဲနေရအောင်လုပ်ပေးမယ် asylum seeker စောင့်တဲ့ချိန်သူတို့ရဲ့ asylum seeker မအောင်မြင်မချင်း Mexico မှာပဲစောင့်နေရမယ်အရင်တော့ကသူတို့ asylum seeker ရှောက်နေတယ်အမေရိကနိုင်ငံထဲမှာဝင်ပြီးမှပဲတခါတည်းနေရှောက်လို့ရတယ်ကွာအခုကအဲ့ဒီ asylum seeker ကိုအမေရိကနိုင်ငံထဲမှာဝင်ခွင့်မပေးဘူးအဲ့ဒီ Mexico မှာပဲသူတို့ကနေခွင့်ပေးမယ် Mexico ကနေပဲ asylum seeker ကိုရှောက်လို့ရတယ်အဲ့ဒါကို remain in Mexico policy လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒါကဒုတိယတစ်ချက်ဆိုအခုနောက်ပိုင်းမှာတော့ Mexico ဘက်မှာလည်းနေဆက်ဒေသတွေကအကုန်လုံးပိတ်ထားပြီဆိုတော့ Mexico ကနေဝင်လာတဲ့လူကရှားပြီတော်တော်လေးကိုရှားနေပြီဆိုတော့တတိယနိုင်ငံ third country ပေါ့နော်ခုနိုင်ငံကိုတိုက်ရိုက်မပုပေးနဲ့တချို့လူတွေက Guatemala မှာအပုခံခဲ့ရတဲ့လူတွေရှိတယ်အဲ့ဒီနေရာမှာ asylum တောင်းဆိုတဲ့လူတော်တော်များများပါတယ် Guatemala မှာဆိုတော့ ICE ကအခုလက်ရှိအချိန်မှာ ICE ကပဲနေရာကလိုက်ဖမ်းနေကြတယ်ICE ကထိန်းသိမ်းထားတဲ့နေရာမှာတော့ Texas မှာထိန်းသိမ်းထားတယ် Arizona မှာထိန်းသိမ်းထားတယ် Louisiana ပြည်နယ်တွေမှာထိန်းသိမ်းထားတယ်ပေါ့အဲ့ဒီမှာထိန်းသိမ်းထားပြီးနောက်ပိုင်းမှာသူတို့ကတဆင့်ဘယ်နေရာကိုပူမှာလဲ US မှာထိန်းသိမ်း US မှာဆက်လက်ပြီးထိန်းသိမ်းထားမှာလားဆက်ပြီးပူမှာလားအဲ့ဒါတွေရွေးချယ်စရာအများကြီးရှိတယ်ဆိုတော့တဆင့်ပေါ့နော်အများကြီးရှိတယ်ခုနက
ဆိုတော့ ICE ကဖမ်းထားတဲ့လူတွေလက်ရှိချိန်နေမှာတော့ detention center မှာပဲနေခဲ့ရတယ်ဆိုတော့နိုင်ငံလက်မခံတဲ့သူတွေကဆိုတော့မြန်မာလူနိုင်ငံတွေကမလက်ခံရင်တော့ကြာကြာ detention တွေမှာပဲနေအောင်မှာပဲအခုမင်းအောင်လှိုင်ကတော့ပြောနေတယ်ပူပါပေါ့မြန်မာနိုင်ငံသားတွေကိုပူပါပေါ့ပူလို့ရတယ်တဲ့ဒါမဲ့အမေရိကမှာပြစ်မှုကျူးလွန်ထားပြီးသားတဲ့လူတွေကိုတဲ့မြန်မာပြည်ရောက်ရင်လေအရေးယူမှာပဲတဲ့အဲ့ဒါဇိုမြူထွန်းကိုယ်တိုင်ကပြောထားတာနော်ဇိုမြူထွန်းကိုယ်တိုင်ကပြောထားတာဆိုတော့ကျွန်တော်တို့ PR လား RA လားဒီ protection status လေ PS ကိုအမေရိကကပိတ်ပြီးနောက်ပိုင်းမှာပဲဇော်မြထွန်းကမြန်မာနိုင်ငံသားကိုပြန်ခေါ်ရဲပေါ့ဗျာ4000လောက်ရှိတယ်မြန်မာနိုင်ငံမှာမြန်မာနိုင်ငံသား4000လောက်ရှိတယ် US မှာ PS ကင်ထားတဲ့လူ protection status visa ကင်ထားတဲ့လူပေါ့နော်အပူပါတဲ့မြန်မာနိုင်ငံကိုလာပူပါတဲ့ဒါပေမဲ့အမေရိကမှာပြမှုကျူးလွန်ထားပြီးသားမြန်မာနိုင်ငံသားတွေကိုမြန်မာပြည်မှာရောက်ရင်လေဘာလဲဆိုတော့မြန်မာပြည်မှာရောက်ရင်လေဆိုတော့ဒီအပိခါရမှာပဲဆိုမှပြောနေတယ်ပေါ့နော်ဇော်မြထွန်းကဆိုတော့ဒီမြန်မာနိုင်ငံသားတွေအတိအကျကျွန်တော်တို့မသိဘူးဘေးချေသူတို့အချင်းတွေကျွန်တော်အတိအကျမသိဘူးဒီမြန်မာနိုင်ငံသားတော်တော်များများဖန်ခံထားတဲ့လူတွေရှိတယ်ဒီလူတွေကိုမိခင်နိုင်ငံပူမာလာဒါမှမဟုတ်တခြားခုနပြောနေတဲ့ကွန်တာမာလာတို့ဟွန်ဒူရပ်စ်တို့ဟေတီတို့မှာပူမာလာဒါမှမဟုတ်အမေရိကမှာဒီ ICE ကဖန်ထားတဲ့ detention center တွေမှာရှိမာလာဒါတွေအားလုံးကိုကျွန်တော်အခုထိအသေးစိတ်ပြောလို့တော့မရသေးဘူးဒါပေမဲ့မြန်မာနိုင်ငံတချို့ကတော့ဂျန်တဲ့နိုင်ငံမှာအပုခံတဲ့လူတွေရှိတယ်ပေါ့နော်မြန်မာပြည်မှာအပုခံတဲ့လူတွေရှိလားမရှိလားဆိုကျွန်တော်အသေးစိတ်တော့မသိသေးဘူးပေါ့နော်ဆိုတော့ဒါတွေအားလုံးက Trump ရဲ့လွန်ခဲ့တဲ့ကျွန်တော်တို့တလတာတရင်းတွေနဲ့ဆွေးနွေးကြည့်မယ်ဆိုရင်တော့ Trump ကတော့မိခင်နိုင်ငံကိုဒီလူတွေကိုမိခင်နိုင်ငံကိုပူတင်တယ်လို့ပြောထားတဲ့စရင်းတွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကဲအဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေပေါ့နော်ကျေးဇူးပြုပြီးတော့အရက်မူးပြီးမှလည်းမမောကြပါနဲ့အခု Trump ခက်ကြီးမှာဘာမှကိုခမှန်းလို့မရတဲ့ခက်ကြီးဖြစ်နေတယ်လုံးဝကို prediction လုပ်လို့မရဘူးအော်ဒီအမှုလေးကသေးပါတယ်ကိစ္စမရှိပါဘူးဆိုပြီးမှလည်းလူပါဝါပြီးမှဖင်ကောင်းချိန်ပြီးမှသွားပြီးမလုပ်ကြပါနဲ့တော့ချန်နေခင်ဗျားတို့အဖမ်းခံနေမယ်ဆိုတော့ Trump အစိုးရကြီးမှာချက်ချင်းခင်ဗျားတို့က citizenship မရှိဘူးဆိုရင် PR ပဲကင်ထားတယ်ဒါမှမဟုတ် protection visa ပဲကင်ထားတယ်ဒါမှမဟုတ် green card မရှိသေးတယ်စသဖြင့်ပေါ့ဆိုတော့မင်းတို့လည်းဒုက္ခရောက်နေချင်ရှိတယ်အခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံသားဖမ်းတာမနေတော့ဘူးအမေရိကအစိုးရကတယုံထုတ်တာမြန်မာနိုင်ငံသားဝင်ကြီးပဲဖြစ်နေတယ်စဉ်းစားကြည့်တာတွေအားလုံးကကျွန်တော်တို့မျက်ရှိအောင်နားအောင်မှာပဲလုံးဝတွေ့နေတယ်မြင်နေရတယ်ဆိုတော့မလွတ်ဘူးတော့အမှားလို့တယ်ဆိုတော့အမှားနဲ့ပဲထိုက်တန်တဲ့အပြစ်ကိုပေးရမှာပဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ဘဝမမေ့ပါနဲ့မြန်မာနိုင်ငံကဒုက္ခပေါင်းများစွာကိုရင်ဆိုင်ပြီးမှကြော်လွှားပြီးမှပဲအမေရိကကိုရောက်လာခဲ့တာမြန်မာနိုင်ငံကနင်းပါနေစမှုအကုန်လုံးကိုကြော်လွှားပြီးမှပဲအမေရိကကိုရောက်လာခဲ့တာကွာစဉ်းစားကြည့်အမေရိကမှာရောက်ပြီးမှဘဝကိုအကျူးရှိအောင်လုပ်ကြပါနော်ဖင်ကောင်းချေပြီးမှလူပါဝါပြီးမှဟိုဆူဒီဆူမလုပ်ကြပါနဲ့ဘဝကိုမနေကြပါနဲ့ကူပေးရနဲ့လာတယ်မင်းတို့စဉ်းစားကြည့်ကွာအမေရိကမှာရောက်နေတဲ့မြန်မာနိုင်ငံသားတော်တော်များများခင်ဗျားတို့မြန်မာမှာနေတော့ကစင်းရဲတဲ့လူတွေကြီးပဲထမင်းတော်မှာစားဖို့တောက်ဖို့ကတော်တော်လေးခေရှာတဲ့လူတွေကြီးပဲဘဝကဘလောက်ထိကြမ်းတမ်းလဲခင်ဗျားတို့သိနေတယ်ကွာအမေရိကလိုမျိုးနိုင်ငံကြီးမှာနေပြီးမှအဲ့ဒါကိုအခွင့်ကောင်းယူပြီးအခွင့်ရယူပြီးမှတူတက်ပြောင်းလဲအောင်လဲလုပ်ကြပါဟိုအရက်တောက်လိုက်ဟိုဆူးလိုက်ဒီမိုက်လိုက်နဲ့ခင်ဗျားတို့ဘဝကပြောင်းလဲမပြောင်းလဲဘူးဆိုဘာထူးနေလို့လဲမြန်မာပြည်မှာနေတာနဲ့ဟိုဘက်မှာနေတာဘာထူးနေလို့လဲပေါ့အဲ့ဒါကိုတော့သတိထားစေချင်တယ်မြန်မာနိုင်ငံသားတွေကိုလုံးဝသတိထားကြပါပေါ့အထူးသဖြင့်ကျွန်တော်တို့တိုင်းသားတွေကပူဆူးတယ်ကွာဒီနေရာလေးမှာတစ်ချက်လောက်ကျွန်တော်တို့တိုင်းသားလေးကိုအပြစ်လေးကိုပြောခွင့်ပေးပါကွာကျေးဇူးပြုပြီးတော့ကျွန်တော်တို့တိုင်းသားတွေကပူဆူးနေတယ်ဒီတိုင်းသားတွေကအရက်တောက်လိုက်ဟောဖြစ်နေလေဗမာတွေကအစကလေးကနဲ့အမြင်ကျေပြီးသားဗမာတွေကအစကတော်တော်များများပေါ့ဗမာတွေကအစကလေးကအမြင်ကျေပြီးသားသူတို့သူများနိုင်ငံမှာနေမယ်ဆိုဘယ်လိုရုန်းကမလဲဘယ်လိုစုဆောင်းမလဲဘယ်လိုမိသားစုကိုထောက်ပံ့ကူညီမလဲဆိုအကျူတွေးပြီးသားသူတို့ကလေဆိုမြန်မာနဲ့တိုင်းသားတွေနဲ့နှိုင်းရှင်ကြည့်နေမယ်ဆိုတော့တခြားဒါကိုမြန်မာကိုထင်ကြီးလို့ပြောတာမဟုတ်ဘူးเนาะပေါ်တော့ကျွန်တော်တို့အခြေအနေလေးကိုပြောပြတာเนาะဗမာတွေကတော်တော်လေးကိုနေပုံထိုင်ပုံကတက်ကြတယ်ပြီးတော့လေဘဝကိုတည်တယ်ပြီးတော့လေစီကန်းရှိလေးနဲ့နေထိုင်ကြတယ်အမြင်ကျဲတဲ့ခါကြတော့ကျွန်တော်တို့တိုင်းသားတွေကပဲသူများနိုင်ငံရောက်ပြီးနောက်ပိုင်းမှာဘ
ဘဝတွေမေ့အရက်တွေကိုတောက်ရန်တွေဖြစ်လိုက်ခင်ကောင်းချေလိုက်လူပါဝါလိုက်ဖြစ်နေတာပေါ့ဆိုတော့ဒါတွေအားလုံးကိုကျွန်တော်တို့ဒီတိုင်းသားတွေကပဲပူများနေဘဝမေ့နေဘဝမေ့တာပူများတယ်ပေါ့ဆိုတော့အခုTrump ကတော့ဒီ asylum seeker နဲ့ပတ်သက်ပြီးမှာပေါ့နော်မြန်မာနိုင်ငံကိုတိုက်ရိုက်မပူနိုင်ဘူးလို့ပြောနေကြတယ်ပေါ့နော်မြန်မာနိုင်ငံကအမေရိကနဲ့ဒီမြန်မာနိုင်ငံကပေါ့အမေရိကနဲ့ပြန်လက်ခံမှုရှိမရှိမသေးချသေးဘူးစစ်အုပ်စုသမားတွေကရေပြီးတော့လူခွင့်ရေးပြဿနာတွေကြောင့်ပေါ့နော်များသောအားဖြင့်မြန်မာနိုင်ငံကိုတိုက်ရိုက် deportation မလုပ်နိုင်သေးဘူးလို့ပြောနေကြတယ်အဲ့ဒါကျွန်တော်သိတယ်လို့မှတ်တယ်လို့ပြောပြတာပါဆိုတော့မြန်မာနိုင်ငံသားဖမ်းခံတဲ့လူတွေကိုလက်ရှိအခြေအနေမှာတော့မြန်မာပြည်ကိုတိုက်ရိုက်အမေရိကအနေနဲ့မပူနိုင်သေးဘူးလို့ပြောနေကြတယ်ဘောနော်ဒီဆရာကြီးတွေတုံးသက်ချက်တွေရဲ့အဆူအရပေါ့ဗျာဆိုတော့ဘာဖြစ်လို့လဲဆိုတော့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာစစ်ပွဲတွေဖြစ်နေတယ်ပြီးတော့လူခွင့်ရေးပြဿနာတွေအများကြီးရင်ဆိုင်နေရတယ်အဲ့လိုမျိုးလူခွင့်ရေးပြဿနာတွေနဲ့အများကြီးရင်ဆိုင်နေရတဲ့နိုင်ငံကြီးတွေစစ်ဖြစ်ပွားနေတဲ့နိုင်ငံကြီးတွေကိုအမေရိကအနေနဲ့တိုက်ရိုက်မြန်မာနိုင်ငံကိုပူမယ်ဘာညာလို့ဆိုတာကမဖြစ်သေးဘူးဆိုမှပြောထားတဲ့လူတွေရှိတယ်ပေါ့အဲ့ဒါကြောင့်မပူသေးဘူးလို့ပြောနေကြတယ်ပေါ့ဒါပေမဲ့ဒီ ICE ကဖန်ဆီးထားတဲ့လူတွေကအများလာတယ် ICE ကမြန်မာ asylum seeker တွေကိုလနဲ့ချီနှစ်နဲ့ချီပြီးမှပဲ detention center မှာထားတယ်တော့ဒီကျွန်တော်တို့လက်ရှိချိန်နေမှာမြန်မာနိုင်ငံသားတွေအဖမ်းခံထားတဲ့လူတွေရှိတယ် ICE ကလေ ICE ကအဖမ်းခံထားတဲ့လူတွေအများကြီးရှိတယ်ဆိုတော့သူတို့ဖမ်းထားတဲ့မြန်မာနိုင်ငံသားတွေကို detention center မှာပဲထားတယ်တဲ့ဒီထောင်ထဲကြမှာလားအခု detention center နဲ့ထောင်ဆိုတော့မတူသေးဘူးလေ detention center ပြီးရင်တရားရုံးတက်ရအောင်မှာတရားရုံးတက်တယ်ဆိုရင်တော့တရားရုံးကကဲဆိုပြမှုကျူးလွန်တယ်ဆိုမှအဆုံးဖြတ်ချက်ချထားတယ်ဆိုရင်ထောင်ကြမှာကွာဒါမှမဟုတ် deportation လုပ်ရင်လုပ်မှာကွာဆိုတော့ ICE ကဖမ်းထားတဲ့မြန်မာနိုင်ငံသား asylum seeker တွေလည်းအများကြီးရှိတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကလေ asylum seeker ရှောက်လို့အများကြီးရှိတယ်နော်ဒီ Thailand နဲ့မလေးရှားကနေကြိုပြီးမှတွားတယ်လို့မဟုတ်ဘူး Mexico ဘက်ကိုတွားပြီးမှလေတွားတယ်လို့အများကြီးရှိတယ်မြန်မာနိုင်ငံသားတွေဗမာတွေအများကြီးရှိတယ်ဗမာတွေကလည်းအရန်နေတယ်ကွာတိုင်းသားတော်တော်များများကတော့ UNHCR ကနေတဆင့်ပေါ့နော်မလေးရှားဒီ Thailand ကနေတဆင့်တွားတာပုံများတယ်ဒါမဲ့တကယ်ဗမာတွေကတော့သူတို့ကအဲ့လိုမဟုတ်ဘူးသူတို့က Mexico ဘက်ကိုတွားတယ်ဒါမှမဟုတ်တော့ဗါလဲနာမည်မြင့်တွားတယ်ကွာဒီ Guam ဘက်ကိုတွားတယ် Mexico ဘက်ကိုတွားတယ်အဲ့ဒီ Mexico နဲ့ Guam နဲ့ပဲဗမာတွေကတော့တရားမဝင်တော့နီလာနဲ့ဝင်လာပြီးမှပဲအမေရိကမှာပဲ asylum seeker ရှောက်တယ်ဗမာတွေကလည်းအမေရိကမှာ asylum seeker ရှောက်တယ်လို့အများကြီးရှိတယ်တော့အများကြီးရှိတယ်မြန်မာပွဲစားဆိုပူတိပါပေါ့နော်ပူတိမှာဆိုအဲ့ဒီလူတွေကိုဖမ်းထားတဲ့မြန်မာနိုင်ငံသားတွေလည်းအများကြီးရှာအထူးသဖြင့်ဗမာပေါ့တိုင်းသားမဟုတ်ပဲဗမာတွေဖမ်းထားတဲ့လူတွေလည်းရှိတယ်ပေါ့တိုင်းသားကတော့ခုနကျွန်တော်ပြတ်သမျှတော်တော်များများတိုင်းသားဖြစ်တယ်အများကြီးရှိတယ်ဆိုအဲ့ဒီဗမာ asylum seeker ဖမ်းထားတဲ့လူတွေက Texas မှာထိန်းသိမ်းထားတယ်တဲ့ဒါမှမဟုတ်တော့ Louisiana မှာထိန်းသိမ်းထားတယ်တဲ့ဒါမှမဟုတ်တော့ Arizona အဲ့ဒီ detention center တွေမှာပဲထိန်းသိမ်းထားတယ်မြန်မာနိုင်ငံကိုလည်းမပူဘူးအပြင်လည်းမလွတ်ဘူးဒီတိုင်းပဲ detention center မှာပဲထိန်းသိမ်းထားတယ်ပေါ့နော်တချို့မြန်မာနိုင်ငံကတော့တာတရနိုင်ငံအပုခံတဲ့လူတွေလည်းရှိတယ်ကျွန်တော်ပြောပြီးသားဒီ Guatemala တို့ Honduras တို့ Haiti တို့မှာမြန်မာနိုင်ငံသားတဦးနှစ်ဦးလောက်အပုခံခဲ့ရတဲ့လူရှိတယ်ပေါ့အဲ့လိုမျိုးဆိုတော့ကဲဒါကတော့ကျွန်တော်တို့လက်ရှိအခြေအနေပေါ့နော်ဥစ္စာဖြစ်တယ်ဆိုတော့တချို့ကတရားရုံးအမိန့်မကြခင်မှာတချို့လူကတော့ parole နဲ့လွတ်ထားတဲ့လူတွေမြန်မာနိုင်ငံသားတော့အများကြီးရှိတယ် parole ပေါ့နော်ယာယီလွတ်ခွင့်လို့ပြောရမှာပေါ့နော်ဒီယာယီလွတ်ခွင့်ခံခဲ့ရတဲ့မြန်မာနိုင်ငံသားတော့အများကြီးရှိတယ်ဒါပေမဲ့အလုပ်လုပ်ဖို့ပြန်မလွေတော့ဘူးအလုပ်လုပ်ခွင့် parole နဲ့လွတ်ထားတဲ့ထောင်သားတွေကဘယ်သူကမှအလုပ်မခံချင်ဘူးလေဆိုတော့စာရေးစာတမ်းကလည်းမပြည့်စုံတော့ဘူးဖြစ်နေတယ်ဆိုတော့တချို့ကတော့ဒီ asylum approval စောင့်နေတဲ့လူတွေရှိတယ်မြန်မာနိုင်ငံသားတွေအဆိုင်တို့ခုလုံခုလျှောက်ထားတဲ့လူတွေကိုအဲ့ဒီခုလုံခုလျှောက်ထားတဲ့ဥစ္စာကိုapproval ပေါ့နော်အတည်ပြုဖို့စောင့်ထားတဲ့လူတွေအများကြီးရှိတယ်Trump ကြောင့်တော်တော်လေးကြာလာတယ်ဒါမှမဟုတ် Trump ကြောင့်အဲ့ဒီ asylum approval rate ကိုအရင်ကြာလာတယ်စသဖြင့်အများကြီးတော့ရှိတာပေါ့ဗျာဆိုတော့ဒါတွေအားလုံးကိုလက်ရှိချိန်နေမှာအသေးစိတ်အတိအကျလို့တော့ပြောလို့မရဘူးဒါပေမဲ့အခြေခံဘာတွေပြစ်ထားခဲ့တာလဲပေါ့နော်ကျွန်တော်တို့မြန်မာအတိုင်းဝိုင်းမှာအမေရိကမြန်မာအတိုင်းဝိုင်းမှာဘာတွေရှိထားတာလဲကျွန်တော်တို့တည်တယ်လို့မှတ်တယ်လို့ပဲပြောပြတာပါအခုကျွန်တော်ပြောတဲ့ထဲမှာမစုံတဲ့ဟာအများကြီးရှိမယ်မပြည့်စုံတဲ့ဟာအများကြီးရှိတယ်ပေါ့နော်နေလွေးချိုတဲ့ဟာလည်းရှိမှာဘာဖြစ်လို့လဲဆိုဒီသတင်းတွေကကျွန်တော်ဟိုအရင်ကလေးကနေဖတ်တာကြပြီဆိုတော့တိတ်ပြီးမမှတ်မိတော့ဘူးเนาะမှတ်မိတယ်လို့အနေချင်းလေးကိုပြန်ရှင်းပြတာပါပေါ့ဆိုတော့နောက်ဆုံးမှာတော့ကျွန်တော်မှာချင်တာတစ်ခုကတော့မြန်မာနိုင်ငံသားတွေအမေရိကမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေ
လင်းလင်းမာမာနေကြပါကိုဘဝကိုမမေ့ကြပါနဲ့ကိုအခြေအနေကိုမမေ့ကြပါနဲ့ဘောနော်အဲ့ဒါလေးကိုပဲမှားစေချင်တယ်ဆိုတော့ဒါမှမဟုတ်ရင်တော့အဖမ်းခံပြီးမှတော်ရတယ်ဒုက္ခတွေရောက်လာနိုင်ချင်အများကြီးရှိတယ် TPS ကယာယီခိုလုံနေထိုင်ခွင့်တွေဟုတ်တယ် temporary protection visa ကပေါ့နော်အဲ့ဒီပိတ်ထားပြီးနောက်ပိုင်းမှာတော့မြန်မာနိုင်ငံသားတွေအခု asylum seeker ရှောက်ဖို့လမ်းစဉ်မကြံတော့တာကိုဆိုတော့အဲ့ဒီ asylum seeker ရှောက်အမှန်ဆိုတော့ November လမှာပြီးဆုံးသွားရက်ပေါင်း60ပေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ထင်တယ် November လမှာအဲ့ဒါ TPS ရဲ့ဥစ္စာကပြီးဆုံးသွားပြီပေါ့နော်နောက်ထပ် visaနောက်ထပ် asylum seeker ရှောက်ဖို့ပဲကြံတော့တယ်အဲ့ဒီ TPS ကင်ထားတဲ့လူကလည်းမြန်မာနိုင်ငံသား4000ကျော်ရှိနေတယ်ပေါ့ alright ဒါကတော့ဒီမြန်မာအမေရိကရောက်မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီးမှတည်တလောက် sharing လုပ်တော့တာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုတော့ YouTube မှာ subscribe လုပ်ပေးကြပါပေါ့နော်အခုကျွန်တော် YouTube လေးကတဖြည်းဖြည်းလေးနဲ့ကျမ်းမာလာတယ်ဆိုတော့အခုလိုမျိုးကြည့်ရှုသူမိတ်ဆွေတွေကကျွန်တော်ကို like ပေးနေကြလို့ subscribe လုပ်ပေးနေကြလို့ comment လုပ်ပေးနေကြလို့ကျွန်တော် YouTube ကပြန်ကျမ်းမာလာတယ်အရင်တော့ကလုံးဝနေမကောင်းဘူးဖြစ်နေတယ်လုံးဝလူတွေကကြည့်လို့မရမင်းလို့မရဘူးပေါ့နော် algorithm ကအရန်ကျနေတယ်ပေါ့နော်ဆိုတော့အခုလိုမျိုး like ပေးတာ comment ပေးတာ subscribe လုပ်ပေးတာအရန်ကျေးဇူးတင်တယ် thank you so much for watching beautiful people I love